အိတ်ခမ်းထဲမှာအမျိုးသားတော်တော်များများတိတ်တိတ်လေးစိုးရိမ်နေတတ်တဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ငါရဲ့စိုက်ကလုံလောက်ရဲ့လားဆိုတဲ့မေးခွန်းပါ။အဖြေကိုပွင့်ပွင့်လင်းလင်းပြောရရင်လုံလောက်ပါတယ်။ဒီနေ့မှာတော့တင်းရဲ့စိုက်ကဘလောက်ပဲရှိရှိတင်းအဖော်ဖြစ်သူအထွတ်အထိပ်ကိုရောက်စေမဲ့အင်မတန်ထိရောက်တဲ့အနေအထား၃မျိုးကိုပြောပြပေးသွားမှာပါ။အမျိုးသမီးအများစုဟာအထွတ်အထိပ်ရောက်ဖို့အတွက်နှရှိုင်းနဲ့ထိတွေ့မှုထက်အစီကိုလှုံ့ဆော်ပေးနိုင်မှုကပိုရေးကြီးပါတယ်။အနေအထားတွေအကြောင်းမပြောခင်အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ချုံမွေးချက်သားလှုပ်ဆောင်ချက်ပါ။တင်းရဲ့လိန်အင်္ဂါတွေကချက်သားတွေဟာသွေးကိုလုံလောက်အောင်မထိန်းထားနိုင်ရင်အတူနေတဲ့အခါခိုင်မာတဲ့တောင့်တင်းမှုကိုရဖို့ခက်ခဲပါလိမ့်မယ်။ဒါကြောင့်သွေးလည်ပတ်မှုကောင်းမွန်စေဖို့အတွက်တဘာဝအားဆေးများကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ဆက်လက်ပြီးပြောပြချင်တာကကိုတို့ရဲ့စိုက်ကတီးနေလဲအမျိုးသမီးတွေအထွတ်ထိပ်ရောက်ပြီးအကြိမ်ကြိမ်ပြီးမြောက်စေဖို့အနေအထား၃မျိုးကိုပြောပြပါမယ်။ပထမအနေအထားကတော့ကက်ကြေးပုံစံပါ။ဒါကတော့စိုက်သေးစားရှိသူတွေအတွက်ရောအမျိုးသားတိုင်းအတွက်ပါအရန်ကောင်းတဲ့အနေအထားပါ။နှစ်ဦးစလုံးဘေးဆောင်အနေအထားနဲ့ခြေထောက်တွေကိုကက်ကြေးပုံစံချိတ်ထားတာပါ။ဒီအနေအထားဟာအစီကိုတိုက်ရိုက်ထိတွေ့မှုအများဆုံးဖြစ်စေပြီးအရန်ကိုရင်းနှီးနှွေးထွေးစေတဲ့အနေအထားဖြစ်ပါတယ်။ဒုတိယအနေအထားကတော့အမျိုးသမီးကအပေါ်ကနေပြီးဆက်ဆံတဲ့ပုံစံပါ။ဒါကတော့အမျိုးသမီးကိုစိတ်ကြိုက်ထိန်းချုပ်ခွင့်ပေးလိုက်တာပါ။အမျိုးသမီးကသူ့ရဲ့အနက်အနေအထားနဲ့အရှိန်ကိုစိတ်ကြိုက်ညှိယူနိုင်တဲ့အတွက်သူမအတွက်အထီးရောက်ဆုံးဖြစ်မဲ့လှုံ့ဆော်မှုကိုသူမကိုယ်တိုင်ရှာဖွေနိုင်ပါတယ်။တတိယအနေအထားကတော့ကတင်အစိုးမှာဆက်ဆံတဲ့ပုံစံပါ။ဒါကတော့အရန်ကိုရင်ခုန်စရာကောင်းတဲ့အနေအထားပါ။အမျိုးသမီးကကတင်အစိုးမှာလဲနေပြီးသူမရဲ့ခြေထောက်တွေကိုတင့်ပခုံးပေါ်တင်ထားရမှာပါ။ဒီပုံစံဟာနှရှိုင်းတဲ့ထိတွေ့မှုကိုရစေသလိုအစီကိုလည်းအဆက်မပြတ်လှုံ့ဆော်ပေးနိုင်တဲ့အတွက်သူမကိုအကြိမ်ကြိမ်အထွတ်ထိပ်ရောက်စေဖို့တေချာစေပါတယ်။အရေးကြီးဆုံးကကိုတို့ရဲ့ပစ္စည်းဆိုင်မဟုတ်ပဲကိုတို့ရဲ့တိုင်းကျမ်းကသာအဓိကပါ။ပြောပြသွားတဲ့အနေအထား၃မျိုးတွေကဘယ်ချက်ကိုအရင်ဆုံးစမ်းသပ်ကြည့်ခြင်းလဲဒါမှမဟုတ်ဘယ်ချက်ကအသစ်အဆန်းဖြစ်စေလဲဆိုတာကိုကိုမန့်မှာရေးပေးခဲ့ပါဦး။အိမ်ရဲ့တင်ဆက်ပုံနဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်အိမ်ရဲ့ channel လေးကိုဆက်လက်အားပေးပြီး like and follow လေးလုပ်ခဲ့ပေးပါရှင်။